မိန်းကလေးတယောက်ကသူ့မျက်နှာအသားရည်ကိုဖျက်ပစ်ဖို့တားတစ်ချောင်းကိုယူလိုက်ပါတယ်။သူကနှာခေါင်းလေးကိုနာတန်ရှည်ရှည်လေးဖြစ်လာအောင်လှုပ်လိုက်ပါတယ်။နှာခမ်းကိုလည်းချယ်ရီသီးလိုရဲရဲလေးဖြစ်လာအောင်လှုပ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကောင်မလေးရဲ့မျက်နှာကနူးညံ့ပြီးတော့ပြီးပြည့်စုံတဲ့မျက်နှာလှလှလေးဖြစ်လာပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့ခက်ဝဝကောင်မလေးကတော့ဒါကိုမြင်ပြီးတော်တော်လေးကိုစွန့်အားသွားပါတယ်။သူ့ရဲ့နာမည်ကတော့ရုဂျီပဲဖြစ်ပါတယ်။သူမကမင်းမီကရီနာရဲ့မိတ်ကပ်ဆရာမပါ။မိတ်ကပ်ဆရာမဆိုပေမဲ့သူအမားတစ်ခုလုံးမိတဲ့အခါတိုင်းမာနကြီးတဲ့ကရီနာကသူမကိုရိုက်ပါတယ်။ဒါမှမဟုတ်ရင်လည်းရစရာမရှိအောင်စူပါတယ်။တရက်မှာတော့လက်ထောက်ဒရိုက်တာတယောက်ကရုဂျီကိုအလုပ်တစ်ခုခိုင်းဖို့ခေါ်ခဲ့ပါတယ်။အလုပ်ကရိုးရှင်းပါတယ်။သူလောက်ရတာဆိုလို့အစားစားပြပြီးတရုပ်ဆောင်ရုံမှာပဲအလုပ်ပြီးတဲ့နောက်မှာရုဂျီကစူပါမားကတ်ကိုသွားခဲ့ပါတယ်။ပြီးတော့စားစရာတွေနဲ့တောက်စရာတွေဝယ်ခဲ့ပါတယ်။စားစရာတောက်စရာတွေကလူအများကြီးစားဖို့ကိုတယောက်တည်းဝယ်နေရတယ်လို့ဖြစ်နေတာမလို့ငွေရှင်းကောင်တာမှာအရှက်မရဖို့အတွက်သူမကဖုန်းဆက်ချင်အောင်ဆောင်ခဲ့ပါတယ်။ရုဂျီကတီစားစရာတွေဟာသူတယောက်တည်းစားဖို့မဟုတ်ပဲပါတီပွဲအတွက်ဆိုပြီးလိန်ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဖုန်းကရုတ်တရက်ထမြည်ခဲ့ပါတယ်။ဖုန်းဆက်ချင်အောင်ဆောင်ပြီးလိန်နာပေါ်သွားတဲ့အတွက်အယောင်းဝင်ထန်းကသူ့ကိုအရန်စားတဲ့မိန်းမကြီးဆိုပြီးလှောင်ပြောင်ခဲ့ပါတယ်။အဲ့ဒါကရုဂျီကိုအလွန်အရှက်ရစေခဲ့ပါတယ်။ဒါတင်မဟုတ်သေးပါဘူး။သူအိမ်ပြန်တဲ့လမ်းမှာအစားတွေအများကြီးနဲ့မလို့ချော်လဲခဲ့ပါတယ်။လုံချုံရေးအဆောင်ကတော့သူ့ကိုမထူပေးတဲ့ပြင်ကုတ်တပူးကိုရုဂျီစီကန်ပေးလိုက်ပါတယ်။ပြီးတော့သူမကိုလမ်းလျှောက်တာပို့ပြီးတော့အဆင်ပြေအောင်ဝိတ်လျှော့တဲ့နေဆိုပြီးအဲ့ဒီလူကလှောင်ပြောင်ပြောခဲ့ပါသေးတယ်။အဲ့ဒီစကားကိုကြားပြီးတဲ့နောက်မှာရုဂျီကသူ့ကိုယ်သူယုံကြည်မှုမရှိတော့ပါဘူး။သူမအိမ်ပြန်ရောက်တဲ့အခါမှာအခန်းထဲကိုဝင်လိုက်ပါတယ်။လက်ချောင်းရှင်းဖို့အတွက်ပီယာကိုအရင်တောက်လိုက်ပါတယ်။ကွန်ပျူတာကိုဖွင့်ပြီးအင်တာနက်ကြည့်နေခဲ့ပါတယ်။ခဏအကြာမှာပဲသူမကရှာဖွေမှုအများဆုံးနေရာရောက်နေတာကိုမြင်လိုက်ရပါတယ်။ဒီလိုဖြစ်လိုက်မယ်လို့သူမမျှော်လင့်မထားခဲ့ပါဘူး။သူအစာစားနေတဲ့ရုပ်ဆိုးတဲ့မျက်နှာကြီးဟာအင်တာနက်ပေါ်မှာပြန့်နှံ့နေတာပါ။ကောမန့်တွေကလည်းဆဲတာတွေလောင်ပြောင်တာတွေနဲ့ပြည့်နေပါတယ်။ရုဂျီကတော်တော်လေးကိုဝမ်းနည်းသွားပါတယ်။လပေါင်းများစွာကြာတဲ့အထိသူမကသူမရဲ့အခန်းပြင်ကိုမထွက်ခဲ့ပါဘူး။တနေ့မှာတော့သူမကစာတစောင်တွေ့လိုက်ရပါတယ်။အဲ့ဒါကအလှပခွဲစိတ်ပြုပြင်ခြင်းနဲ့ပတ်သက်တဲ့ကြော်ညာစာတစ်စောင်ပဲဖြစ်ပါတယ်။သူလည်းအဲ့ဒီကြော်ညာကိုနှိပ်လိုက်ပါတယ်။ရက်အနည်းငယ်လောက်ကြာတဲ့အခါမှာတော့ plastic surgery အရင်နှစ်ပလင်းကိုလက်ခံရရှိခဲ့ပါတယ်။ဗီဒီယိုထဲမှာပါတဲ့ညွှန်ကြားချက်တွေကတော်တော်ကြောက်ဖို့ကောင်းပါတယ်။ဒါပေမဲ့ရုဂျီကသူ့ရဲ့ရုပ်ကအတော်ဆိုးနေတာမလို့ဒါထက်ကြောက်ဖို့ကောင်းရင်လည်းစမ်းမယ်ဆိုပြီးအဲ့ဒါကိုစမ်းသုံးကြည့်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။သူမဧည့်ခန်းထဲကိုထပ်လာတဲ့အခါမှာသူမရဲ့မိဘတွေကသူ့သမီးရဲ့ရုပ်ကြောင့်အံ့ဩသွားခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကတော့အရှင်တိုင်းဝါနေတုံးမှာပဲ။ဒါပေမဲ့သူမရဲ့မျက်နှာကတော့အရင်ကနဲ့မတူတော့ပါဘူး။အရန်ကိုလှသွားခဲ့ပါတယ်။ညနေရောက်တဲ့အခါမှာတော့ရုဂျီကအိမ်လေးတစ်လုံးစီကိုလိပ်စာထဲအတိုင်းသွားခဲ့ပါတယ်။ရောက်သွားတဲ့အခါမှာတော့သူ့ကိုကြော်ညာပို့ပေးခဲ့တဲ့တထေးကညွန်ကြားချက်ဗီဒီယိုထဲကတရုပ်ဆောင်ပြနေတဲ့အမျိုးသမီးပဲဆိုတာကိုသိလိုက်ရပါတယ်။ရုဂျီကသူမကိုကောင်းအဆချေအဆုံးအကြာကြီးကြည့်နေပါတယ်။သူကအဲ့ဒီတထေးအမျိုးသမီးရဲ့လှပတဲ့မျက်နှာလေးကိုအလွန်အားကျသွားပါတယ်။အရန်ကိုလှပလွန်းနေတာပါ။ဒီအရန်လှပတဲ့တထေးကတော်လာနှစ်သန်းသာရှိရင်သူ့ထက်တောင်ပိုပြီးလှနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်။ရုဂျီအိမ်ပြန်ရောက်လာတဲ့ခါမှာတော့သူမရဲ့မိဘတွေစီကိုပတ်စံတားပါတယ်။သူမိဘတွေကဘာတွေဖြစ်နေမှန်းသိချမသိရသေးခင်မှာပဲရုဂျီကစပွဲပေါ်ကတစ်သီးလီတာကိုယူလိုက်ပါတယ်။ပြီးတာနဲ့သူမရဲ့လေပင်ပေါ်ကိုထောက်လိုက်ပါတယ်။သူမရဲ့မိဘတွေကိုဘာလို့သမီးကိုရုပ်ဆိုးအောင်မွေးခဲ့တာလဲဆိုပြီးမေးလိုက်ပါတယ်။သူ့ဘဝတစ်ခုလုံးမှာသူ့ရုပ်ရည်နဲ့ပတ်သက်ပြီးခဏအလောင်ခံခဲ့ရပါတယ်။သူကတတ်သိဖို့တောင်ကြိုးစားခဲ့ဖူးပါတယ်။အခုတော့သူ့မိဘတွေကလည်းပတ်စံပေးရုံကလွှဲရင်တခြားရွေးချယ်စရာမရှိတော့ပါဘူး။ရုဂျီကအဲ့ဒီပတ်စံတွေကိုသူ့တထေးကိုပေးလိုက်ပါတယ်။တထေးကသူ့ကို plastic surgery ပျော်ရည်တွေထည့်ထားတဲ့ရေချိုးကန်ထဲကိုလဲအိတ်ခိုင်းပါတယ်။နောက်ဆုံးမှာတော့ရုဂျီကချောမောလှပတဲ့ကောင်မလေးတစ်ယောက်ဖြစ်သွားပါပြီ။သူမရဲ့ခန္ဓာကိုယ်ကလည်းတော်တော်ကြည့်ကောင်းသွားပါတယ်။သူအိမ်ပြန်လာတဲ့အခါမှာသူ့အမေကိုတွေ့လိုက်ရပါတယ်။သူကသူ့အမေကိုအဝတ်စားအသစ်တွေဝယ်ဖို့အတွက်ပတ်စံတောင်းပါတယ်။ဘာလို့ဆိုသူ့ရဲ့အရင်ခန္ဓာကိုယ်ကအရန်ဝပြီးအခုခန္ဓာကိုယ်ကတော့အရန်ကိုကြစ်လက်ပြီးလှပတဲ့ခန္ဓာကိုယ်ဖြစ်နေတာမလို့ဝတ်စရာမရှိတော့ပါဘူး။သူ့အမေကလည်းသူ့သမီးကိုအလိုလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ရုဂျီကလည်းတကယ်အရန်လှလာလို့ပါပဲ။တက်လိကားထဲမှာသူမကိုတွေ့တဲ့အခါလုံချုံရေးအဆောင်ကသူမနဲ့စကားပြောဖို့အကြောင်းပြချက်မျိုးစုံရှာပါတယ်။သူကရုဂျီကိုငေးမကြည့်ဘဲနဲ့ကိုမနေနိုင်ပါဘူး။လမ်းမပေါ်ကဖြတ်သွားဖြတ်လာတွေကလည်းသူမကိုအမြဲတမ်းငေးကြည့်ကြပါတယ်။သူမကိုလောင်ခဲ့တဲ့အယောင်းဝင်ထန်းကတော့မျက်စိတစ်ဖက်မိတ်ပြတာကိုမြင်လိုက်ရုံနဲ့အယံကိုကြွေစင်းသွားတာပါ။ရုဂျီကဝတ်စားတွေအများကြီးဝယ်တဲ့ပြင်သူမရဲ့စပင်ကိုလည်းတော်တော်လေးကိုကြည့်ကောင်းသွားအောင်ပုံသွင်းခဲ့ပါတယ်။သူကသူ့မိဘတွေစုထားတဲ့ပတ်စံတွေအကုန်လုံးကိုတုံးပစ်ခဲ့ပါတယ်။အတိတ်တုန်းကရုပ်ဆိုးခဲ့တဲ့ရုဂျီဟာအခုတော့တော်တော်လေးကိုပြောင်းလဲသွားပါပြီ။သူကသူ့နာမည်ကိုစူဝိုဟိုက်လို့ပြောင်းလိုက်ပါတယ်။ သူ
သူကခေတ်လူငယ်တွေကြားမှာအရန်ကိုရေပန်းစားလာပါတယ်။ online ပေါ်မှာလည်းသူမရဲ့အလှကြောင့်တော်တော်လေးကိုနာမည်ကြီးသွားပါတယ်။သူမကိုချစ်ရေးဆိုတဲ့သူတွေလည်းအများကြီးပါပဲ။နာမည်ကြီးပညာရှင်တွေ fitness trainer တွေနောက်ပြီးတော့ချမ်းသာတဲ့သူတွေကတော့သူမကိုချစ်ရေးဆိုခဲ့ပါတယ်။ပါတီပွဲတွေမှာလည်းအရန်ကိုရေပန်းစားလာပါတယ်။တရက်မှာတော့ဆိုဝိုဟိုက်ကသူ့ရဲ့ဘိုက်သားကိုဆွဲကြည့်လိုက်ပါတယ်။သူ့ရဲ့ဘိုက်သားတွေကပျော့ပြက်ပြက်ဖြစ်နေတုန်းမှာပဲ။သူ့ရဲ့အရင်ပုံစံကိုပြန်တွေးမိသွားတာကြောင့်ခန္ဓာကိုယ်ခွဲစိတ်ပြုတ်ပြင်းတဲ့အရည်တွေကိုထပ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့အမေကသူမကိုနားချဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူမကသူများပေးတဲ့ကြံဉာဏ်တွေကိုလုံးဝနားမထောင်ပါဘူး။ဒီဆေးကနိုင်ဝက်ပဲစိန်လို့ရတာဖြစ်တာမလို့ဆိုဝိုဟိုက်ကဖုန်းကနိုးဆက်ကိုနိုင်ဝက်ထားလိုက်ပါတယ်။ပြီးတဲ့နောက်အနီရောင်ရေချိုးကန်ထဲကိုဆင်းလိုက်ပါတယ်။တိတ်မကြခင်မှာပဲဆိုဝိုဟိုက်ကအိပ်ပျော်သွားပါတယ်။သူမရဲ့အိမ်မက်ထဲမှာတော့သူမကပြိသက်တွေရှေ့မှာကနေပါတယ်။အိမ်မက်ထဲမှာပြိသက်တွေကသူမကိုလက်ခုပ်တီးပြီးအားပေးနေကြပါတယ်။ဒါပေမဲ့အပြင်မှာတော့ဖုန်းကအားကုန်သွားပြီးဆက်ပိတ်သွားပါတယ်။ဆိုဝိုဟိုက်ထားဖို့အချိန်က4မိနစ်တော့ကြာပါသေးတယ်။ဒါပေမဲ့လည်းဖုန်းပိတ်သွားတာကြောင့်နိုးဆက်အတန်ကမမြည်တော့ပါဘူး။ဆိုဝိုဟိုက်ကသူဘလောက်ကြာကြာအိပ်ပျော်သွားလဲဆိုတာကိုမသိခဲ့ပါဘူး။ဒါပေမဲ့သူမနိုးလာတဲ့အခါမှာသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအရေးပျော်ကြတော့မဲ့အတိုင်းပါပဲ။ဘာလို့လဲဆိုတော့ရေအကြာကြီးစိန်ခဲလို့ဖြစ်ပါတယ်။သူမကမတ်တက်တောင်ကောင်းကောင်းမရက်နိုင်တာကြောင့်လဲကျသွားပါတယ်။သူ့အမေကအခန်းထဲကိုဝင်လာတဲ့အခါမှာကျမ်းပြင်ပေါ်လဲကျနေတဲ့သူ့သမီးကိုတွေ့လိုက်ရပါတယ်။သူတို့ကသူ့သမီးကိုအသက်ကယ်ဖို့ကြိုးစားပါတယ်။သူ့သမီးကိုကြည့်ပြီးဘာလို့ရမလဲဆိုတာကိုသူ့အမေကမသိတော့ပါဘူး။ခဏလောက်ကြာတဲ့အခါမှာတော့ခန္ဓာကိုယ်ပြုတ်ပြင်လို့ရတဲ့အရေးတွေကိုတွေးမိသွားပါတယ်။မိဘနှစ်ယောက်ကသူတို့သမီးစူဝိုဟိုက်ကိုကယ်ဖို့သူတို့ရဲ့ခန္ဓာကိုယ်အသားတွေကိုဖြတ်ထုတ်ပစ်ခဲ့ပါတယ်။စူဝိုဟိုက်နိုးလာတဲ့အခါမှာတော့အယိုးပေါ်အရေးတင်ဖြစ်နေတဲ့သူ့ရဲ့မိဘတွေကိုတွေ့လိုက်ရပါတယ်။မှန်ထဲမှာသူ့မျက်နှာကြည့်လိုက်တဲ့အခါမှာတော်တော်လန့်သွားခဲ့ပါတယ်။အယမ်းကိုကြောက်စရာကောင်းပြီးဆိုးရွားတဲ့တရေမလိုဖြစ်နေလို့ပါ။သူ့အဖေနဲ့အမေပေးခဲ့တဲ့အသားကလည်းသူ့ကိုလမ်းလျှောက်နိုင်အောင်ပဲကူညီပေးနိုင်တာပါ။သူမကအရင်ကလိုလူတွေအားလုံးစီကအာယုံစိုက်ခံရတဲ့အရာတာကိုသဘောကျနေပါပြီ။သူမရဲ့အရင်ပုံစံကိုပြန်မဖြစ်ချင်တော့ပါဘူး။အဲဒါကြောင့်သူ့တထဲကိုထပ်ရှာခဲ့ပါတယ်။သူကပတ်စံတွေယူလာပြီးနောက်တစ်ကြိမ်ဆာဂျရီလုပ်ပေးဖို့တထဲကိုအကူအညီတောင်းလိုက်ပါတယ်။ဒါပေမဲ့စူဝိုဟိုက်မှာကပလတ်စတစ်ဆာဂျရီပျော်ရည်ပလင်းကိုဝယ်ဖို့ပတ်စံအလုံးလောက်မရှိပါဘူး။သူ့မှာပတ်စံများများဆဆမကျန်တော့ပါဘူး။သူမကတူးထောက်ပြီးအကူအညီတောင်းခဲ့ပါတယ်။တထေးကသူ့ခြေထောက်ကိုရှေ့ထုတ်ပြီးနေငါခြေထောက်ကိုရက်ချင်လားလို့မေးလိုက်ပါတယ်။အံ့ဩစရာကောင်းတာကတော့စူဝိုဟိုက်ကသူ့ရှောင်ထုတ်လိုက်ပါတယ်။တထေးကသူ့ကိုတနာသွားတာကြောင့်ခြေထောက်ကိုပြန်ရုပ်ပြီးကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။စူဝိုဟိုက်နောက်တစ်ကြိမ်နိုးလာတဲ့ခါမှာတော့သူမရဲ့မျက်နှာနဲ့လက်တွေကအရှင်တိုင်းပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်ကတော့ပွန်းဘက်တန်ရာတွေရှိနေတုံးပါပဲ။သူ့မှာလက်ကိုပြုတ်ပြင်ပေးဖို့အတွက်လောက်ပဲပတ်စံအလုံးလောက်ရှိတာပါ။ကျန်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပြုတ်ပြင်ဖို့ပတ်စံအလုံးလောက်မရှိပါဘူး။မျက်နှာကိုပြုတ်ပြင်ပေးရဆိုတာကသူ့တနာတာကြောင့်တထေးကအလက်ကားလုပ်ပေးခဲ့တာပါ။ဆိုဝိုဟိုက်ကသူ့တထေးရဲ့ခြေထောက်ကိုဖတ်ပြီးတကူလုံးပြုတ်ပြင်ပေးဖို့တောင်းပန်ပါတယ်။တထေးကလုံးဝစိတ်မရှိတော့ပါဘူး။အဲဒါကြောင့်သူမကိုပိတ်ကန်ပစ်လိုက်ပါတယ်။ပြီးတော့သူမကိုဝက်မဆိုပြီးခေါ်လိုက်ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အခါမှာဆိုဝိုဟိုက်ကတော်တော်လေးကိုစိတ်တိုးသွားပါတယ်။ဒေါသအထွက်လွန်ပြီးသူ့တထေးကိုတပ်ပစ်ခဲ့ပါတယ်။ပြီးတော့သူ့တထေးရဲ့ခန္ဓာကိုယ်အသားတွေကိုတုံးပြီးငကိုအသားရည်ဖြစ်အောင်ပြန်လှုပ်လိုက်ပါတယ်။အဲ့ဒီနောက်တော့အမျိုးသမီးအယောက်20ကျော်တက်ခဲ့တဲ့လူသက်သမားနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကို TV မှာလွှင့်နေပါတယ်။ဒါပေမဲ့တာတွေကစူဝိုဟိုက်အတွက်တော့စိတ်ဝင်စားစရာမရှိဘူးဖြစ်နေပါတယ်။စူဝိုဟိုက်ကလူတွေကြားထဲမှာပို့ပြီးတော့ရေပန်းစားလာပါတယ်။မင်းသမီးကရီနာရဲ့ပိုစတာတွေနေရာမှာသူမရဲ့ပိုစတာတွေရောက်လာပါတယ်။သူကမင်းသမီးတွေထက်တောင်ကြော်ကြားလာပါတယ်။စူဝိုဟိုက်ကကရီနာရှိတဲ့နေရာနဲ့ပတ်သက်ပြီးထပ်ပြီးတော့စုံစမ်းပါတယ်။သူမရဲ့အေဂျင့်ကကရီနာပြောင်းနေတာတော်တော်ကြာပြီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။တရက်မှာတော့စူဝိုဟိုက်အိမ်ပြန်ရောက်လာတဲ့အခါမှာသူ့မျက်နှာကတဖြည်းဖြည်းပျက်စီးလာတာကိုသတိထားမိသွားပါတယ်။ဖြစ်နိုင်တာကတော့ပလတ်စတစ်ဆာဂျရီအရှည်တွေကဆက်ပြီးတော့အားနေတဲ့မပြတော့တာပါ။သူကပလတ်စတစ်ဆာဂျရီပျော်ရည်တွေကိုထပ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမိဘတွေအိမ်ပြန်ရောက်လာတဲ့အခါမှာသူ့အမေကိုအသားတွေဖြတ်တောက်ပေးဖို့ထပ်ပြောပါတယ်။သူ့အမေမှာထပ်ပြီးတော့ဖြတ်ပေးစရာအသားလည်းမရှိတော့ပါဘူး။သူ့အမေကတော်တော်စိတ်ပြတ်သွားတာကြောင့်မျက်ရည်တွေတောင်ကျလာခဲ့ပါတယ်။စူဝိုဟိုက်ကအခုချိန်ထိသူ့ကိုယ်သူအပြစ်ရှိတယ်လို့မခံစားရပါဘူး။အဲ့ဒီလိုမခံစားရတဲ့ပြင်စူဝိုဟိုက်ကကောင်လေးတောင်းနဲ့ဒိတ်ဖို့တောင်ထွက်လာခဲ့ပါတယ်။အဲ့ဒီကောင်လေးကတော့ဂျီဟွန်ဖြစ်ပါတယ်။သူကစူဝိုဟိုက်အရင်တုန်းက crush ခဲ့ရတဲ့ကောင်လေးဖြစ်ပါတယ်။သူဝါခဲ့တဲ့ချိန်တုန်းကလည်းသူ့ကိုဂျီဟွန်ကသူ့မျက်လုံးတွေနဲ့ပတ်သက်ပြီးလှတယ်လို့ပြောခဲ့ပူပါတယ်။အဲ့ဒီကလေးကစူဝိုဟိုက်ကသူ့ကိုချစ်မိသွားတာပါ။ပလတ်စတစ်ဆာဂျရီလုပ်ပြီးတဲ့နောက်မှာတော့သူကဂျီဟွန်ကိုလိုက်ဆောင်ဆန်းပါတယ်။ပြီးတော့ဂျီဟွန်နဲ့မတော်တဆတွေးဆောင်တယ်လို့မျိုးဖြစ်အောင်အကွက်ဆင်ပါတယ်။ဂျီဟွန်နဲ့နီးစပ်ဖို့အတွက်စူဝိုဟိုက်ကအစွမ်းကုန်ကြိုးစားပါတယ်။ရက်အနှဲငယ်လောက်တွေးဆောင်ပြီးတဲ့နောက်မှာတော့
သူတို့နှစ်ယောက်ကတွဲလိုက်ကြပါတယ်။တွဲတာတလားပြည့်တဲ့ရက်မှာတော့ကြည်ဟွန်ကလက်စုပ်ကိုထုတ်ပြီးလက်ထက်ခွင့်တောင်းခဲ့ပါတယ်။စူဝိုဟိုက်ကလည်းဘာမှတွေးဝမနေပဲချက်ချင်းလက်ခံခဲ့ပါတယ်။အဲ့ဒီနောက်ကြည်ဟွန်ရဲ့အိမ်ကိုလိုက်သွားပြီးရောက်တဲ့အခါမှာတော့စူဝိုဟိုက်ကကြည်ဟွန်ရဲ့မိသားစုတပ်ပုံကိုတွေ့သွားပါတယ်။ဒါပေမဲ့မိသားစုတပ်ပုံထဲမှာကြည်ဟွန်မပါပါဘူး။ဒါတောင်မှစူဝိုဟိုက်ကတေချာကယူဆိုင်ပြီးဘာမှမတွေးခဲ့ပါဘူး။တပ်ပုံထဲမှာပါတဲ့မိသားစုဝင်တွေအကုန်လုံးကလှတယ်ဆိုပေမဲ့ဒုတိယသမီးကတော့အတော်ရုပ်ဆိုးပါတယ်။ဒါပေမဲ့ဒုတိယသမီးကမှတကယ်နဲ့သမီးအစ်စ်ဆိုပြီးကြည်ဟွန်ကပြောပါတယ်။ဒါကထူးဆန်းပေမဲ့စူဝိုဟိုက်ကတခြားပါမှမတွေးချင်ပါဘူး။အဲ့ဒီနောက်မှာတော့ကြည်ဟွန်ကသူမအတွက်အစားအစာတွေပြင်ဖို့မိဖို့ကြောင့်ခန်းထဲကိုဝင်သွားပါတယ်။အဲ့ဒီအချိန်မှာစူဝိုဟိုက်ကတော့တော်တော်လေးကိုပြောနေပါတယ်။စူဝိုဟိုက်နဲ့ကြည်ဟွန်အတူရှိနေတော့အမျိုးသမီးတယောက်ရဲ့အော်တန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်။ကြည်ဟွန်ကစူဝိုဟိုက်ကိုစိတ်ထင်ပြီးကြားတာနေမှာပါဆိုပြီးပြောလိုက်ပါတယ်။ပြီးတော့သူမကိုအနားယူဖို့ဆက်ပြောပါတယ်။ကြည်ဟွန်ကပီရိုကိုတူးနဲ့ကြားလိုက်ပါတယ်။အဲ့ဒီနောက်အတန်ကိုဆက်ပြီးတော့မကြားရတော့ပါဘူး။စူဝိုဟိုက်ကလည်းကြည်ဟွန်ရဲ့အိမ်ကိုပတ်ပြီးရှောက်ကြည့်ပါတယ်။ပတ်ကြည့်နေရင်သူကစပွဲပေါ်မှာလက်ဆောင်ပစ္စည်းလေးတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ plastic surgery အရေးတွေကိုတွေ့လိုက်ရပါတယ်။ပြီးတော့အန်ဆွဲထဲမှာလည်းပျောက်ဆုံးနေတဲ့အမျိုးသမီးတွေရဲ့ ID ကတ်တွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီထဲမှာမင်းသမီးကရီနာရဲ့ ID ကတ်လည်းပါပါတယ်။တော်တော်ကြောက်သွားတဲ့စူဝိုဟိုက်ကကြည်ဟွန်ကိုတွားလက်သွားအောင်မယ်ဆိုပြီးအကြောင်းပြချက်ပေးလိုက်ပါတယ်။အမှန်တော့ကြည်ဟွန်ကသတင်းမှာပါတဲ့အမျိုးသမီးအယောက်20လောက်ကိုတတ်နေတဲ့လူသက်သမားဆိုတာကိုသိသွားလို့ပါ။ဒါကြောင့်ပဲသူမကထွက်ပြေးဖို့စဉ်းစားနေတာပါ။ရေချိုးခန်းတကားကိုဖွင့်လိုက်တဲ့အခါမှာတော့သွေးတွေကိုနေရအနှံ့တွေ့လိုက်ရပါတယ်။နေရံတွေပေါ်မှာအမျိုးသမီးတွေအများကြီးရဲ့ရုပ်ပုံတွေကိုတွေ့ရပါတယ်။အဲ့ဒီအမျိုးသမီးတွေကကြည်ဟွန်ရဲ့နောက်လာမဲ့ပြစ်မှတ်တွေပါပဲ။အဲ့ဒီတပ်ပုံတွေထဲမှာသူမရဲ့တပ်ပုံလည်းပါပါတယ်။အဲ့ဒီအချိန်မှာပဲကြည်ဟွန်ကဆေးတိုးပြုံကိုကင်ပြီးသူ့ရဲ့နောက်ကိုရောက်လာပါတယ်။သူကစူဝိုဟိုက်ကိုမြေပေါ်လဲကျသွားအောင်ပိတ်ရိုက်လိုက်ပါတယ်။စူဝိုဟိုက်ကလည်းဖောင်တွေတစ်ချောင်းကိုကောက်ပြီးကြည်ဟွန်ရဲ့ရင်ဘတ်ကိုပြန်ထိုးပါတယ်။အခုတော့အမျိုးသမီးတယောက်ရဲ့အော်တန်ကိုထပ်ပြီးတော့ကြားရပြန်ပါတယ်။စူဝိုဟိုက်ကလည်းတော်တော်လေးကိုကြောက်နေပါပြီ။သူကထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့မရတော့ပါဘူး။အဲ့ဒီကြားမှာပဲကဘာမှာသူ့ကိုအချစ်ဆုံးကသူ့မိဘတွေပဲဆိုတာကိုသဘောပေါက်သွားပါတယ်။သူ့ကိုကြည်ဟွန်ကဖမ်းမိသွားပါတယ်။တကယ်တော့ကြည်ဟွန်ကမိသားစုတပ်ပုံထဲမှာပါတဲ့ရုပ်အစုံဆုံးဒုတိယသမီးဖြစ်ပါတယ်။သူကစူဝိုဟိုက်လိုမျိုးအရန်ရုပ်ဆိုတာကြောင့်ပတ်ဝန်းကျင်ကလူတွေရဲ့လှောင်ပြောင်တာကိုခဏခဏခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူကခန္ဓာကိုယ်ပြုပြင်လို့ရတဲ့အရေးတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။သူကယောက်ျားလေးတစ်ယောက်ဖြစ်လာဖို့ plastic surgery ပြောရည်တွေကိုအသုံးပြုခဲ့ပါတယ်။သူကအရင်လှတဲ့မျက်နှာတွေခန္ဓာကိုယ်အင်္ဂါတွေကိုစုဆောင်ပြီးသူ့ခန္ဓာကိုယ်မှာအစားထိုးတာဖြစ်ပါတယ်။ကရီနာရဲ့နှာခေါင်းကိုလည်းသူ့ပေါင်မှာထည့်ထားတာဖြစ်ပါတယ်။သူကစူဝိုဟိုက်ကိုအရင်လှတဲ့မျက်လုံးတွေကြောင့်ချင်းကပ်ခဲ့တာပါ။နောက်ဆုံးမှာတော့စူဝိုဟိုက်ရဲ့မျက်လုံးတွေကိုလည်းကြည်ဟွန်ကသူ့ပေါင်ထဲကိုထည့်လိုက်ပါတယ်။လှပတယ်ဆိုတာကတကယ်ကိုပဲပျော်ရွှင်မှုကိုယူဆောင်ပေးနိုင်ရဲ့လား။လူတွေရဲ့အချစ်ကိုအလှပဆိုတာကတကယ်ကိုပဲယူဆောင်ပေးနိုင်ရဲ့လား။စူဝိုဟိုက်ကတော့သူ့ဘဝကိုရှင်းပြီးအဖြေရှာတွေ့ခဲ့ပါတယ်။ကိုယ့်ကိုတကယ်ချစ်တဲ့လူကကိုယ့်ရဲ့ရုပ်ရည်ကြောင့်ချစ်တာမဟုတ်ပါဘူး။နှလုံးသားထဲကလာတဲ့အချစ်ကမှတကယ်အချစ်ဆက်ဖြစ်ပါတယ်။ဥပမာပြောရရင်မိဘတွေကချစ်တဲ့အချစ်မျိုးပါ။နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြဖို့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်။